Mula Banada Takata Malare Saya Liu Takali Liu Sure Chao Ya Liu Yaga Ningalama Hoja People Yimitawa Hello Saya Liu Takali Liu Subiro Tadanama Pogo Amusa Guaviani Saya Liu Ne Takali Liu Belu Guavia the Lesson Nabatika Kaha Kahaka Kaha Kahaka Sura Takagale Pani Sayagale Pani Ero Pani Sura Lava Takarari Pisi Leva Sare Lavari Dari Uji Pido Takagale Chinkate Sayagale di Daime Tagago Pisi Lavari Lujin Lujin Ao Nene Lumeha Gumamia Luao Tayadi Hudo Taki Nia Alugan Tek Usavene Let's only be Sakarigo Already Pure Bedini Ho Siriku Sare Tadana Ne Malayon Yide Amitari Ne Chayon De Ero the Gavagale Pane Saya Bagale Pane Bo Dago Uzino Sabizigane Boy Gaha Kahaka Tule Pan Kule Pabo Ero Yanike Tadana Mataburi Shida De Dignity Way Hayan can watch it at it. Uzino the Garagamariga Tadana Nepatapido Guabiazwa Alevulure Go Tanya Yare Sure Zagali Loka Mashide Erongaruga Bane Tanale Dila the Mari Pinyago Kuwajanala Domo Tadanago Don't Charge Lala Gunetana Yadata for A Logama Yadike Tadanama Tadana Nabaima Tadanago Don't Chamu Yala Jare Tadanago Jambiabi Luxala Jare Tadanaha Luxa that to Ruye See why you got you shipshini that day Dago Jajatari Tayame Daja was a Gulabanata Takataba Pumpia Tale Gaha Kahaka Napatic Tagagale Pane Jinulu Gogram Hopu Dipongi Go Gogalushi Dipongi Pema Shide Yaru Yagan Shide Bukurega Dipongi Joy Bide Tajam Dipongi Go Gogala Alujan Ayana A the Shomia solution let Dipongi Go Google Bido Jango don't charge it, John Wango don't charge it. See why you look chinny Panjana Dago the Gavega Pane Sule A say Avega lessons of a dime Google Sika La the Gargamago Tila the Mari Pianari Baduma in Duma The Rudule Dane Pisiva Tuli, a Jumamia, a Jumia Coco Ranga let Tilari and Yinime The Mari Diari Wamia on Lome Sare Tadana Gentoni Tadana Lansing, but Duabede Diriga Balau Chanda the Le Diriga and Alma, Pisiusa Below Shidele Dirigaga, Betagaga, the Radia Below Gondale Betagariga or Nabu Kuway Below Gome Amajidi Wenjidi Suya Nanga one time
ယာရုအာနာကြီးတဲ့ပုဂ္ဂိုလ်တွေအေးပတ်စံရှိတဲ့တထေးကြီးတွေစသည်အဖြစ်အဲ့ဒါလို့အခွင့်အရေးရနိုင်တဲ့တကားတွေကိုရွေးချယ်ပြီးတော့ဖမ်းတယ်ဆိုရင်ဆရာလည်းဖမ်းတကားလည်းဖမ်းဖြစ်တဲ့အတွက်သာသနာမှာဂါဟဂါဟကဆရာဖမ်းတကားဖမ်းပုဂ္ဂိုလ်နှမျိုးထွက်လာတယ်ပေါ့အေးဒုတိယအတွက်ကြတော့ဂါဟမုဒ္ဒကတကားကတော့ဖမ်းတယ်ဒီဘုန်းကြီးကိုကိုယ်ွယ်ရင်ဘလို့အခွင့်အရေးတွေရနိုင်တယ်ဘယ်လိုမျိုးငါအတွက်အကျိုးရှိနေစသည်အဖြစ်နော်ကြည်ညိုလို့မဟုတ်ဘဲနဲ့ချင်းကတ်တယ်ခေါ်တာပေါ့ဥပသင်္ကမတိတဲ့အထာကထာမှာလာတဲ့စကားလေးဥပသင်္ကမတိကိုမူလဗန္ဒနာတိကာကဘာဖွင့်လဲဆိုပစ္စယတိတလောမိတာပစ္စည်းလက်လာပါအာမိတတွေနဲ့ဖြားရောက်လာတယ်နော်ဖြားရောက်လာလူကြီးတွေကိုလက်ထိုးသလိုထိုးတာပေါ့ဒါလို့လူတာမဟုတ်ဘူးလူကြီးတွေကိုလက်ထိုးသလိုထိုးတာဒီဘုန်းကြီးကိုယဉ်ဤအောင်ပေါင်းဒီဘုန်းကြီးကိုယဉ်ဤအောင်နေရင်ကိုလိုချင်တာရနိုင်တဲ့စသည်အဖြစ်တွေးပြီးတော့တဲ့ချင်းကတ်တာဒါပေမဲ့တက္ကဘက်ကအဲ့ဒါလိုလုပ်ပြီးမြရှင်ရဘက်ကတော့တိလသမารီပညာကိုပဲကြိုးစားအားထုတ်တယ်သာသနာနဲ့တွေ့ကြုံခိုင်းမှာသူတည်ယဟန်စစ်စစ်ရတော့ရာခဲ့ယဟန်ဘဝကိုပဲပိတစွာနေနိုင်အောင်သူကြိုးစားတယ်ဒါကိုကြတော့ဂါဟမုဒ္ဒကဒုတိယအတွေ့အလေးကတက္ကကတော့ဖမ်းတယ်ဒါပေမဲ့ဆရာကဒက္ခိနေယဝတေနတဲ့အထာကထာပါအလှခံထိုက်အောင်ပဲသူကြိုးစားတယ်ဒက္ခိနေယဝတေနကိုတီကာကပါဖွင့်တယ်တိလတမာရိပညာဝတေနတိလတမာရိပညာတွေကိုပဲဖြည့်စည်းဖို့သူကြိုးစားတယ်ပေါ့အေးဒီဒုတိယအတွက်ကိုဂါဟမုဒ္ဒကတက္ကကဖမ်းဆရာကမဖမ်းဘူးအေးတတိယအတွက်ကျတော့မုဒ္ဒဂါဟကတက္ကဒကမတွေကကြီးညိုလို့လှူတယ်နော်တက္ကဒကမတွေဘက်ကဖမ်းတာမရှိဘူးဒီနေရာမှာဖမ်းတယ်ဆိုတာတဏှာဝတိဏတဏှာနဲ့ညှိကပ်တာကိုပြောတာအဲ့တော့တက္ကဒကမတွေဘက်ကသာသနာကိုကြီးညိုတဲ့တက္ကကိုကြီးဆရာကိုကြီးညိုတယ်အဲ့တော့ကြီးညိုတဲ့စိတ်နဲ့ကိုယ်မှာရှိတဲ့စိတ်စီဥစ္စာတွေကိုနှမျောတွန့်တုံမှုမရှိဘဲနဲ့စွန့်ကြဲပေးကံလှူဒန်းတယ်ဒါတကယ်ခေတ်သာသနာမှာအများကြီးရှိတာအေးဒါပေမဲ့ဆရာဘက်ကကြတော့အဲ့ဒါလို့မဟုတ်နော်ဘယ်တကားကိုမကြည်ညိုသေးရင်ကြည်ညိုအောင်ဘယ်လိုလုပ်လိုက်မယ်ဘယ်တကားမှကြီးမကြည်ညိုရင်ကြည်ညိုအောင်ငါလုပ်လိုက်မယ်ကိုယ့်ကိုကြည်ညိုပေးတဲ့တကားတွေကမတွေဘေးရောက်သွားမှလည်းဆိုရင်အဲ့တော့ဘာဖြစ်လဲဆိုတော့ကြောင်းလာလို့ရှိရင်ကြောင်းမရှိတဲ့ပစ္စည်းတွေချကျွေးမိမယ်ကိုယ်ကိုမကြည်ညိုအောင်စကားတွေအကြာကြီးအခမ်းပြီးထိုင်ပြောရမယ်ဒါတွေကိုဦးဇင်းတို့တကားတွေကမတွေလည်းနားလည်ရမယ်ကိုယ်ဆရာသမားတွေကိုယ့်ရဲ့ကိုယ်ွယ်တဲ့တန်ဃာတော်တွေကိုတိလနဲ့အညီပြည့်စုံစွာနေတာကိုမြင်ခြင်းနဲ့ဆိုရင်ကိုယ်ကလည်းအလိုက်သိရတယ်တိလဖြတ်နိုင်တဲ့ကိစ္စတွေမလုပ်အောင်အေးကောင်းပြီအဲ့တော့ဆရာဘက်ကတကားဘက်ကမဖမ်းပေမဲ့နော်ကြည်ညိုတယ်ယိုသေးတယ်ကိုရှိတဲ့စီးပွားဥစ္စာကိုလူတန်းတယ်ဟိုနေ့ကပဲတကားကြီးတယောက်ရှောက်တယ်ရှင်ဖျားတဲ့တပည့်တော်တို့ကချွေးနဲ့တွေးနဲ့ရိပ်ပြီးရှာရတာစီစဉ်ဥစ္စာတွေဆိုတာအဲ့တော့အကျိုးတကယ်ရှိတဲ့နေရာကိုပဲလှူချင်တာပေါ့ဗျာနော်ဒီလိုလေးရှောက်တာနားထဲမှာချလိုက်ရတယ်အဲ့တော့ဥစ္စတို့ယဟန်တော်လေးဆိုတာလည်းပဲဆရာဘက်ကထားဒီကနေ့ယဟန်ခံပြီးယဟန်လောင်းလေးကလည်းယဟန်ဖြစ်သွားပြီအဲ့တော့ယဟန်ဖြစ်သွားပြီဆိုရင်လေဒီပဇင်းတက်ကလေးယဟန်တက်ကလေးကဘာစဉ်းစားရမလဲဆိုရင်ဩငါ့ကိုအကြောင်းပြုပြီးတော့ငါ့ကိုကိုးကွယ်တဲ့တခါတကမတွေကုသိုလ်တွေသာတိုးပွားပါစေနေ့စဉ်နဲ့အမျှကုသိုလ်တွေတိုးပွားပါစေအကုသိုလ်တွေမတိုးပွားပါစေနဲ့တိလတွေမရှိသေးဘူးဆိုရင်လည်းတိလတွေတိုးပွားပါစေတမာရီတရားတွေမရှိသေးဘူးဆိုရင်လည်းတမာရီတရားတွေတိုးပွားပါစေမဉ္ဇဉ်ဘုံဉ္ဇဉ်ဉာဏ်ပညာအတိဉာဏ်ပညာတွေမရှိသေးဘူးဆိုရင်နည်းသေးတယ်ဆိုရင်လည်းပဲအတိဉာဏ်ပညာတွေတိုးပွားပါစေဒါရန်တော်တွေဘက်ကဒီလိုတွေးရတယ်အေးတရားဓမ္မတွေဘက်ကလည်းစိုးစိုးကပြောသလိုပဲနော်ဖမ်းတဲ့အပြုတ်အမူမျိုးမဖြစ်ဖို့ဒါသာသနာမှာယနေ့ခေတ်သာသနာမှာအများကြီးဥစဉ်တွေ့ရတာနော်ဒါဒီကနေ့ဒီတရားလေးဟာ
အင်မတန်ကိုမှခဏိခက်မှာလိုအပ်နေတယ်လို့ဦးဇင်းကတော့မြင်ပါတယ်အဲဒါကြောင့်ဆရာတကာဘက်ကလွတ်တယ်မဖမ်းဘူးဘယ်လိုမဖမ်းဘူးလဲသူလူစရာရှိတာကိုလူတယ်သူတန်းစရာရှိတာတန်းတယ်လူတန်းပြီးတဲ့အခါမှာတန်ဃာတွေဘက်ကနေပြီးတော့တန်ဃာတွေစီကနေပြီးတော့မျောလင့်လာသည်တရားဓမ္မတွေနာကြားဖို့ဒါတော့ပဲသူကပြောဒါပေမဲ့အေးဆရာဘက်ကကြာဖမ်းကြတယ်နော်ဖမ်းတယ်ဘယ်လိုဖမ်းလဲစောစောကပြောသလိုပဲကိုယ့်ကိုမကြည်ညိုရင်ကြည်ညိုအောင်ကိုယ့်ကိုမခင်ရင်ခင်အောင်ဒါမျိုးတွေပေါ့အဲ့လိုတွေလုပ်လိုက်တဲ့အခါကျတော့တကားတွေမှာလည်းပဲစောစောကပြောလို့ကျောင်းတွေပါနေလားကျောင်းရှိတဲ့ပစ္စည်းတွေချကျွေးနော်ဘုန်းကြီးကိုယ်တိုင်ကဖြာခင်းပေးရင်နွေးချမ်းတဲတိုက်ဒါတွေကကျောင်းသားလုပ်ရမယ့်အလုပ်တွေလေဓမင်းခုကျွေးဒါကနော်တချို့ဆိုလို့ရှိရင်တန်ဃာတော်တွေကတက္ကရာကမတွေစားဖို့အတွက်ကိုဟာလားကိုယ်တိုင်တော့ချက်ကြတဲ့အကြောင်းရှိတယ်လို့ဆိုတယ်ဒါတွေကမလုပ်သင့်ဘူးလေတက္ကရာကမတွေကလည်းပဲဒါမစားသင့်ဘူးပေါ့အေးအဲ့ဒါလို့သာသနာမှာအဲ့ဒါလို့ဖြစ်နေကြပြီနော်ကိုယ့်ရဲ့တိလသမာဓိပညာကိုမှအားမကိုးနိုင်တဲ့အခါကျတော့ဘာတွေကိုအားကိုးလဲဆိုတော့ဆော့ဆော့ကတက္ကရာကမတွေကြီးညိုမှုတဲ့ကိုယ့်ကိုခင်ဖို့ကိုပဲကြိုးစားမိတတ်တယ်ဒါဒီကနေ့ဆရာလုပ်တဲ့ပဇင်းတက်ကလေးကလည်းနားလည်ရမယ်တက္ကရာလုပ်တဲ့တက္ကရာကမကြီးတွေလည်းနားလည်ရမယ်အေးကောင်းပြီနံပါတ်၄ကတော့မုဒ္ဒမုဒ္ဒကမုဒ္ဒမုဒ္ဒကဆိုတာဘာလဲဆိုရင်တက္ကရာဘက်ကလည်းမဖမ်းဘူးဆရာဘက်ကလည်းမဖမ်းဘူးတက္ကရာဘက်ကလည်းမဖမ်းဘူးမဖမ်းဘူးဆိုတာကကိုလူတန်းစရာရှိတာကိုလူတန်းတဲ့ပစ္စည်းလေးပါဘာမှမမျောလင့်ဘူးအဲ့တော့ဘာမှမမျောလင့်ဘူးဆိုတာတချို့ကဒီကလေးခေတ်မှာမျောလင့်တာရှိတာဟုတ်နော်ပစ္စည်းအောင်မပြောသေးပေးရင်အုံးသေးရနိုင်တယ်ဆိုတဲ့စိတ်အေးတက္ကရာဘက်ကလည်းမဖမ်းဘူးနော်ဆရာဘက်ကလည်းမဖမ်းဘူးတက္ကရာဘက်ကလည်းပဲကြီးညိုတဲ့စိတ်သာသနာကိုထောက်ပံ့လို့တဲ့စိတ်ငါတို့ရဲ့ထောက်ပံ့မှုကြောင့်သာသနာမှာယဟန်ကောင်းလေးတစ်ပါးပေါ်ထွက်ပါစေဒီလိုတွေ့ရတယ်ငါတို့ရဲ့ထောက်ပံ့မှုကိုအကြောင်းပြုပြီးတော့သာသနာမှာတစ်တပိန်ကောင်းရင်ငှက်တောင်းနားနိုင်ပါစေဟောကြည့်လေဒီကနေ့ဦးဇင်းတို့ဒီနေရာမှာသာသနာပြုနေတယ်အေးဒီလိုယဟန်တစ်ပါးကိုအကြောင်းပြုပြီးတော့တန်ဃာတွေလည်းအများကြီးတိုးပွားလာတယ်ဟုတ်လားဇာပေပရိယတ်တွေကိုကြိုးစားသင်အံကြက်မှတ်တဲ့တန်ဃာတော်တွေဝိနည်းသီလတွေကိုဖြည့်ကျင့်နေတဲ့တန်ဃာတော်တွေတိုးထဲမှာတိုးပွားလာကြတယ်အေးဒီတိုင်းပဲဒီယဟန်တစ်ပါးလောက်ကအလုံးလုံးတာကိုအကြောင်းပြုပြီးတော့တခါတခါမှတွေမှာလည်းပဲကုသိုလ်တရားတွေတိုးပွားတယ်ဘယ်လိုတိုးပွားလဲဆိုရင်ဒါနတွေပြုခွင့်ရတယ်သီလတွေစောင့်တည်ခွင့်ရတယ်တရားဘာဝနာတွေနာကြားခွင့်ရတယ်ဒီယဟန်တစ်ပါးကိုအကြောင်းပြုပြီးတော့ကျောင်းတိုက်ကြီးတိုက်ဖြစ်လာတယ်အဲ့ဒီကျောင်းတိုက်ကြီးကိုအကြောင်းပြုပြီးတော့တခါတခါမှတွေသာသနာနဲ့ထိတွေ့ခွင့်ရတယ်ဆက်ဆံခွင့်ရတယ်အလုပ်အကျွေးပြုခွင့်ရတယ်အဲ့တော့ပြောချင်တာကအကျိုးတရားတွေကပြောပြရင်မကုံနိုင်တော့အောင်များပြားတယ်ပေါ့အဲ့တော့ဒီကနေ့ဦးဇင်းတို့ယဟန်တက္ကမကြီးတွေဖြစ်တဲ့ဒေါ်တန်တန်းအေးတို့ဒေါ်တင်တင်အေးတို့ကလည်းဒီလိုပဲနှလုံးသွင်းရမယ်မုဒ္ဒကစိတ်နဲ့သာသနာပြုရမယ်ဂါဟကစိတ်နဲ့သာသနာမပြုရဘူးတဲ့ဆိုဖျားကမုဒ္ဒကစိတ်ဆိုတာစွန့်လွတ်နိုင်ရမယ်သာသနာကိုချစ်မြတ်လို့ရမယ်ကိုယ့်ရဲ့ယဟန်တန်ခါကိုကြောင့်သီလမပြည့်စုံနဲ့ကိုယ့်ရဲ့ကိုယ်ကိုယ်ဝဲတဲ့တန်ခါတော်တွေကိုကြောင့်သီလမပြည့်စုံနဲ့ကိုယ်ကိုယ်ဝဲတဲ့တန်ခါတော်တွေကိုကြောင့်တမာရီတရားတွေမပြည့်စုံနဲ့အေးတချို့များဆိုလို့ရှိရင်ဦးဇင်းတို့ဒီကနေ့ခေတ်မှာကျောင်းတက္ကမယဟန်တက္ကမတွေခံယူပြီးတော့မလုပ်ကြလဲဆိုတော့ဘုန်းကြီးကိုချုပ်ချယ်ခြင်းနဲ့ဟုတ်လားဘုန်းကြီးကိုချုပ်ကန်ခြင်းနဲ့ဒီလိုမျိုးတွေလည်းရှိတတ်တယ်ဒါလေးတွေလည်းပဲဒီကနေ့ခေတ်မှာဦးဇင်းတို့ကြားရတော့စိတ်မကောင်းဘူးပေါ့အဲ့တော့ဘယ်လိုချုပ်ကန်ခြင်းလဲဆိုတော့ကိုပြောတဲ့သူတို့ပြောတဲ့အတိုင်းပဲလုပ်ရမယ်အဲ့တော့စာသင်တိုင်းတိုင်းပြတ်သွားတယ်လို့ကြားတယ်ဘာလဲဆိုတော့ကျောင်းတက္ကမတွေကဘုန်းကြီးကိုအုပ်ချုပ်ထားတာဘယ်လိုအုပ်ချုပ်လဲဆိုတော့တန်ဃာတော်တွေကအစအပြင်သွားရင်ဘုန်းကြီးမလျှောက်ပါဘူးသူတို့လျှောက်ပါတယ်သူတို့အတိပေးရတယ်သူတို့သဘောပဲဘုန်းကြီးသဘောမရှိဘူးဒီလိုဖြစ်လာတယ်အဲ့တော့ဘာလဲဆိုတော့မောဂါဟဂါဟကဆိုတဲ့သဘောတွေပါဝင်လာပေါ့ဘုန်းကြီးကလည်းပစ္စည်းလေးပါထောက်ပံ့နေတော့မပြောရဲဒီတက္ကရာမကလည်းပဲပစ္စည်းလေးပါထောက်ပံ့တဲ့ရည်ရွယ်ချက်ကိုဖမ်းကျင်လို့ဖြစ်နေတယ်ဒါသိပြီးတော့သာသနာမှာစိတ်မကောင်းစရာပေါ့ဦးဇင်းတို့ဒီကနေ့တက္ကမကြီးတွေဟာအတိဉာဏ်ကြီးကြီးနဲ့သာသနာပြုနိုင်တဲ့ပုဂ္ဂိုလ်တွေဖြစ်ရမယ်အတိဉာဏ်ကြီးရမယ်နော်အားလုံးဒီကနေ့လာကြတဲ့ယဟန်တက္ကမကြီးနှစ်ယောက်ပေါ့မိတ်ဆွေသင်္ကာအပေါင်းအသင်းပုဂ္ဂိုလ်တွေရော
သာသနာကိုအဲ့ဒါလိုမှန်ကန်စွာမှန်ကန်တဲ့အတွေးတွေနဲ့ရှုမြင်သုံးသပ်နိုင်ရမယ်နားလည်ရမယ်ကဲဒါကြောင့်ဦးဇင်းတို့ဒီကနေ့မူလပဏာတအထာကထာမှာလာတဲ့ဆရာ၄မျိုးတကာ၄မျိုးမှာဘယ်ဖြစ်ကိုကြိုးစားရမလဲဆိုရင်မုဒ္ဒမုဒ္ဒကဆရာဘက်ကလည်းလွတ်လွတ်ကျွတ်ကျွတ်နော်ရှိရမယ်တကာဘက်ကလည်းလွတ်လွတ်ကျွတ်ကျွတ်ရှိရမယ်အေးဆရာဘက်ကလည်းဒီတိုင်းပဲငါ့ကိုအကြောင်းပြုပြီးတော့ငါတကာတကမတွေကုသိုလ်တွေတိုးပါစေတကာတကမကိုဆရာအနေနဲ့စောင့်ရှောက်နေတာတခြားမရှိဘူးတခြားမမျော်လင့်ကြတဲ့တကာတကမတို့ယဟန်တန်ဃာတွေစီကဘာမှမမျော်လင့်နဲ့မျော်လင့်လို့ရတာကတခုပဲရှိတယ်သီလသမာဓိပညာအဲ့တော့ကိုကိုယ်ွယ်တဲ့တန်ဃာတော်တွေဟာသီလသမာဓိပညာနဲ့ပြည့်စုံနေဆိုရင်ကိုလူတန်းလိုက်တဲ့ဟာကလည်းအမတန်ကိုကောင်းမွန်တဲ့မြေကြီးပေါ်မှာမျိုးစေ့စိုက်လိုက်ရတယ်လို့ပဲအကျိုးများတယ်တဲ့စာပေမှာအဲ့တော့ဒါကြောင့်ကိုကိုယ်ွယ်တဲ့တန်ဃာတော်လေးတွေသီလကိုလုံအောင်ဖြစ်ကျင့်နိုင်အောင်ငါတို့ဘယ်လိုစောင့်ရှောက်မလဲဒီသာသနာတော်ကြီးဒီเจ้าတိုက်တိုင်းမှာနေထိုင်ကြတဲ့တန်ဃာတော်လေးတွေသီလကိုပြည့်စုံစွာစောင့်ရှောက်နိုင်အောင်ငါတို့ဘယ်လိုစောင့်ရှောက်ဘယ်လိုထိမ့်သိမ်းဘယ်လိုကူညီပေးနိုင်မလဲအဲ့တော့ဒီတန်ဃာလေးတွေကနေပြီးတော့အစဉ်အဆက်အခုလိုစာသင်တိုက်တွေဖြစ်လာမယ်ပွားများလာမယ်ဆိုရင်သာသနာအတွက်ဘယ်လောက်အားတက်စရာကောင်းလဲဒီလိုတွေးရတာပေါ့ဦးဇင်းတို့သာသနာကတဖြည်းဖြည်းဆုပ်ယုပ်လာပြီလေစောစောကပြောသလိုယဟန်တန်ဃာအပိုင်းကလည်းပဲအကျင့်တွေပြတ်လာတယ်ဒါပုတ်ခတ်တာမဟုတ်ဘူးမဟုတ်တာအတင်းအရှင်းပြောတာမဟုတ်ဘူးတကယ်လက်တွေ့မှာအဲ့ဒါလိုဖြစ်လာတော့ဦးဇင်းတို့သာသနာကိုချစ်မြတ်လို့တဲ့ပုဂ္ဂိုလ်စိတ်မကောင်းဘူးဝမ်းနေဘယ်လိုဖြစ်လဲဒီနေ့ခေတ်သာသနာမှာစာသင်တိုက်တွေဖြစ်လာပြီတဖြည်းဖြည်းနဲ့နော်ဦးဇင်းတို့ငယ်ငယ်ကနေခဲ့တဲ့စာသင်တိုက်တွေတန်ခါးတွေမရှိဘူးမြို့တွေတကူနေခဲ့တဲ့ကျောင်းတစ်ကျောင်းလည်းဖြစ်သလားဆိုရင်တနိုင်ငံလုံးရှိတဲ့ကျောင်းတွေကိုလက်လန်းမိတဲ့လောက်စုံစမ်းလိုက်တဲ့အခါအဲ့ဒါလိုဖြစ်လာတယ်အဲ့တော့တရားခံကဘာလဲဆိုရင်ဆွဆွကပြောသလိုပဲသူ့ဖန်ကိုဖန်ဖန်နေကြတာကိုဒါကြောင့်ဦးဇင်းဒီကနေ့ဒီအထာဂရမှာလာတဲ့ဒီတုတ်တန်လေးနော်ဆရာ၄မျိုးတကာ၄မျိုးဆိုတာကိုတွားတွေ့ရတယ်တကာကလည်းသာသနာကိုတကယ်ကြီးညိုတာမဟုတ်ဘူးဖန်ကျင်လို့ဆရာကလည်းသာသနာမှာတကယ်တရားနဲ့နေတာမဟုတ်ဘူးနော်ပစ္စည်းလက်လာပါနဲ့ဖန်ကျင်လို့ဒီလိုတွေတွားပြီးတော့တွေ့ရတယ်ဒါကြောင့်ဦးဇင်းတို့ဒီကနေ့ဓမ္မဒါနတက္ကမကြီးများနဲ့တကွာအလုံးသောနော်သူတော်ကောင်းပေါင်းတို့ဒီမြတ်စွာဘုရားသာသနာမှာငါတို့ဒီအဲ့ဒါလို့နော်မဖြစ်ရအောင်နော်ဗုဒ္ဓမြတ်စွာအသွေးတွေအသားတွေနဲ့ရင့်ထားတယ်ဟောဒီသာသနာတော်မြတ်ကြီးလွယ်လွယ်ကူကူနဲ့မကွယ်ကြောက်ရအောင်ငါတို့ကြိုးစားမယ်ဒီလိုအဋ္ဌံရတယ်ယဟန်တက်ကလေးရတယ်ဒီတိုင်းပဲငါ့ကိုအကြောင်းပြုပြီးတော့သာသနာတော်ကြီးမဆုပ်ယုပ်ပါစေနဲ့သီလကိုတတ်တတ်မြတ်ချစ်မြတ်လို့ရမယ်ဒကာဒကမတွေကလည်းပဲငါ့ကိုအကြောင်းပြုပြီးကုသိုလ်တရားတွေတိုးပွားပါစေဒီလိုတွေးဒီလိုကြိုးစားရတယ်အဲ့တော့ဦးဇင်းတို့ဆရာတော်တစ်ပါးပြောမှုတဲ့စကားလေးလို့ပေါ့ဒကာဒကမတို့ဒီအကြောင်းကိုလာတဲ့အခါမှာတတ္ထာနဲ့လာပြီးတော့ပညာနဲ့ပြန်ရတယ်တတ္ထာနဲ့လာတယ်ဆိုတာတရားတရားနဲ့နော်ဘုန်းကြီးเจ้าတွေကိုရောက်လာကြတယ်ပြန်တဲ့အခါမှာပညာနဲ့ပြန်ဆိုတာကအသိဉာဏ်ပညာတွေဘာရသွားလဲငါတို့အသိဉာဏ်ပညာတွေဘာရသွားလဲကိုွယ်တဲ့ဆရာသမားတစ်ယောက်ဟာနော်ဒါဒီကနေ့ဆရာသမားတဦးကိုဦးဇင်းတို့တက္ကမကြီးတွေကကိုးကွယ်ဖို့အတွက်ဟာလားပြုလုပ်လိုက်တာပေါ့အဲ့တော့ကိုွယ်တဲ့ဆရာသမားတစ်ယောက်ဟာတကယ်အရေးချင်းရှိမရှိသိကျင်ရင်တဲ့ကိုးကွယ်ပြီးတဲ့နောက်ပိုင်းမှာကို့မှာသီလတွေတိုးသလားတမာတိတွေတိုးသလားအသိဉာဏ်ပညာတွေတိုးသလားအဲ့ဒါကိုဝေဖန်ဆန်းစစ်ရတယ်ဒါဆိုလို့ရှိရင်အကိုးကွယ်ခံတဲ့ဆရာသမားတွေကလည်းကိုကွယ်တဲ့တခါတခါမတွေကိုအသိဉာဏ်ပညာဘယ်လောက်ထိပေးနိုင်တယ်လဲဒါလုပ်ဖို့လိုတယ်ကိုလှူဒန်းနေပြီးရောဆိုရင်တော့ဦးစင်ကတော့စဉ်းစားပြီးတယ်ဆရာသမားတောင်းဖို့မကြည့်ဘူးကိုလှူနေပြီးတာပဲဆိုမဟုတ်တော့ဘူးလေတခါတခါမတွေကိုလူကိုစားနေရရင်ပြီးတယ်ကိုအစဉ်ပြေရင်ပြီးတယ်ကိုပစ္စည်းလေးပါပြည့်စုံရင်ပြီးတယ်ဆိုအဲ့ဒါဆရာတောင်းဖို့မကြည့်ဘူးလို့ဦးစင်ကခံယူတယ်ကိုကွယ်နေတဲ့တခါတခါမတွေကိုကွယ်နေသလောက်အချိန်ကြာရင်ကြာသလောက်အသိဉာဏ်ပညာတွေတိုးမှလာရမယ်ဒါဆရာတောင်းစောစောကတခါတခါမတွေကလည်းပဲငါတို့ဆရာကောင်းရထားလားမရထားလားဆိုတာကိုတခြားဘာနဲ့မှမတိုင်းတာနဲ့ငါတို့ကိုဘာတွေဆုံးလိုက်တယ်ညာတွေဆုံးလိုက်တယ်ဘုန်းကြီးကငါတို့ကိုအလေးပေးအဲ့ဒါတွေရှောက်မတိုင်းတာနဲ့အလကား
အဲ့ဒါအမှန်တရားမဟုတ်ဘူးတချို့ကအဲ့ဒါတွေနဲ့တိုင်းတာဆရာတော်ကဘုန်းကြီးကငါတို့ကိုမျက်နှာသားပေးအဲ့ဒါလိုချင်တာအဲ့ဒါမမှန်ကန်ဘူးဘာလို့မှလဲမျက်နှာသားပေးတာဘာမှမဟုတ်ဘူးအဓိပ္ပာယ်မရှိဘူးလေအဲ့တော့ကိုကွယ်တဲ့ဆရာသမားဟာဆရာကောင်းသမားကောင်းဖြစ်လားမဖြစ်လားသိချင်ရင်ငါတို့ကိုကွယ်နေတဲ့တရားဓမ္မတွေအတိဉာဏ်ပညာဘလောက်ကြီးလာတယ်လဲဆိုတာကိုတိုင်းတာရတယ်စောစောကအဲ့လိုမတိုင်းတာတတ်ဘူးဆိုရင်တရားမတွေတရားကြီးတွေပါဖြစ်တယ်လေငါ့ကိုဘုန်းကြီးကပို့လေးပေးတာငါတို့ဦးစင်းကငါတို့ဆရာတော်ကငါ့ပို့လေးပေးတာသူ့လိုပို့လေးပေးတာ ਨੇ ရံဖြစ်နေတာနဲ့အလုံးမလုံးရတော့ဘူးအဲ့တော့အလေးပေးခြင်းမပေးခြင်းဟာဒီကမဟုတ်ဘူးနော်ငါ့ကိုဘယ်ပစ္စည်းဆွန့်လိုက်တယ်ကိုပစ္စည်းဆွန့်လိုက်တယ်ဒီပစ္စည်းဆိုဒီကနေ့ခေတ်မှာဦးစင်းတို့ကြားရတယ်ဘယ်ဆရာတော်စီသွားတာအဲ့မှာလက်ဖွဲ့လေးဆွန့်လိုက်တာငါဘယ်လိုဆွန့်တာလို့ပြောတယ်ဘယ်ဆရာတော်စီသွားတာဒီမှာဓာတ်လုံးလေးပေးလိုက်တယ်ငါဘယ်လိုအဲ့တော့တိလသမာဓိပညာတွေဘေးရောက်ကုန်ပြီအဲ့ဒါသာသနာကွယ်ကြောင်းပဲတရားဓမ္မတို့ရဲ့အဲ့ဒါသာသနာကွယ်ကြောင်းပဲအဲ့တော့သာသနာကိုတကယ်ချစ်မြတ်နိုးတယ်ဆိုရင်ကိုကွယ်တဲ့ဆရာသမားတွေမှလည်းပဲတိလသမာဓိပညာကိုကြည့်ရတယ်ကိုမှလည်းပဲဒီဆရာသမားကိုကွယ်လို့တိလသမာဓိပညာတွေဘလောက်တိုးပွားလာတယ်လဲဆိုတာကိုကြည့်ရတယ်ဒါမှကွယ်ရခြင်းနာမှာပေါ့ဒါမှတရားဓမ္မတို့ချွေးနေသွေးနေရင်းနှီးထားတဲ့စီးစိမ်ဥစ္စာတွေကိုစွန့်လွတ်ရကြုံနဲ့မှာပေါ့ကဲကောင်းပြီဒါဆိုလို့ရှိရင်ဒီနေ့သာသနာနဲ့ပတ်သက်ပြီးတော့ဆရာကောင်းတွေဖြစ်ဖို့တရားကောင်းတွေဖြစ်ဖို့အရေးကြီးတယ်ဆိုတာကိုကောင်းမွန်စွာနားလည်ပြီးတော့ယနေ့ရန်တက္ကမကြီးများနဲ့တကွာအားလုံးသောသူတော်ကောင်းပေါင်းတို့သည်မိမိတို့ရဲ့ချစ်မြတ်နိုးတဲ့ဗုဒ္ဓမြတ်စွာသာသနာကိုစတဲ့တမှုနေလူလလို့ထိုးလင်းတောက်ပါအောင်ကြိုးစားပြီးတော့မိမိတို့ဘဝတန်တရားတစ်လျှောက်မှာလည်းပဲယခုမျက်မှောက်ပြစ္ဆေခဘဝကိုပဲနိဗ္ဗာန်အတွက်အကျိုးရှိအောင်အသုံးပြုရင်းဖြင့်လောကုတ္တရာတရားတို့ကိုကိုယ်စီကျင့်သုံးအားထုတ်နိုင်ကြပါစေကုန်သတည်း